စိတ်ချမ်းသာရင်ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးဘယ်တော့မှချစ်ကြမ်းလို့တော့စင်နဲ့ဆက်နိုင်ပါစေ။အဆွေရောစလုံးလေးလိုက်ပါခင်ဗျာ။